နင်ငါ့ကိုချစ်တယ်ဆိုပြီးတော့နင်ဟန်ဆောင်နေရနင်နဲ့ငါနဲ့ပြီးအဲ့ဒါမိုးဝေးတဲ့ YID ရဲ့ကင်းလေဟုတ်ပါပြီဒါလေးအမိုက်ပါနော်ဘာဖြစ်လဲဘူးမသိဘာမသိနဲ့သွားကြိုင်တာကိုရှပြီပေါ့ယောက်ျားတစ်ယောက်အနေနဲ့အဲ့လိုအထင်ခံရတယ်ဆိုတာယောက်ျားချင်းဖြစ်ရှိနေခြင်းအားလုံးအစော်အားခံလိုက်ရတာမင်းကာပါတွေ့ရမယ်ဘာလဲကာပါဆိုတာညာသားချင်းစောင့်နေရကြလားညသားတို့နဲ့တည်းတည်တံတွေးဖို့ချင်းလိုက်ရတာမင်းကြိုက်တာသိကြလားမင်းကြိုက်တယ်ဆိုလို့သာငါလည်းလိုက်ကြိုက်တယ်ဖေကငါ့ကိုမိမပေးစားတော့လေကွာပြောင်းတီးချိန်နဲ့တီးပွင့်ချိန်နဲ့ပွင့်ဒါဖြစ်တဲ့ကိစ္စမင်းလေးကပါစိတ်ဝင်စားလို့ပဲဟာဘယ်မိမနဲ့မှလည်းတူတူလေးလို့ပဲဟာဒါဆိုမောင်ကျွန်တော်ဟာမင်းကိုချစ်တယ်ဆိုတာငါသိပြီရတာမောင်နာလေမောင်ချစ်မိမှာခွေမောင်ရဲ့ဖြစ်တည်မှုကိုလည်းချစ်ရမှာပေါ့အဲ့ဒီမြင်ဝဲကိုမြင်လိုက်တယ်လေဘယ်တော့နာကျင်နေရမလဲဘယ်တော့ပူလောင်နေရမလဲညာသားရဲ့ငါလက်ထက်မဲ့ငါရဲ့ကောင်မလေးသူ့နာမည်လေးချုံသွေးတဲ့တကယ်ဆိုလို့ရှင့်စားတွေ့ရဲ့နေကျမရှိမိဖို့ကောင်းတယ်သူတို့လင်မယားကြားနေတာဖွင့်ပြောလို့မရတဲ့အခက်အခဲတစ်ခုငါကြားရဝင်ပြီးတော့ကူညီပြီးဖြေရှင်းပေးတယ်ကျွန်တော်ကလည်းယောက်ျားစစ်တယောက်မဟုတ်ဘူးဆိုပေမဲ့ငါတော့မဟုတ်ဘူးဆိုတော့နားလည်ထားဖို့လိုအပ်တယ်ကိုချစ်လို့ယူထားတဲ့ယောက်ျားတစ်ယောက်ကတခြားယောက်ျားတစ်ယောက်ကြောင့်အသေးခွေနေတာနေတိုင်ပဲမလားကျမမလို့လူစင်မမီအောင်မလုံးနဲ့မောင်ရဲ့ညာသားချေကာမကိုပိုင်တာငါမင်းတော်တော့မင်းကစော်ကားရရမ်းများနေပြီမင်းတို့ဘာသာမင်းတို့စိတ်ခွဲရနေရမှာခံစားတွေ့ဆုံနေတာအဲ့ဒါမရခိုးမှုပြောက်တယ်မောင်ကိုလူမချနိုင်အောင်ချစ်မိရကျမရဲ့အပြစ်ကျမရဲ့ဝိကြွေပါဘယ်တော့ငါပြောခဲ့လဲရမင်းစိတ်ကြိုက်လို့ပါကောင်းကိုမောင်မြတာအတွက်အသက်ဆက်ရှင်ပေးပါလူဖြစ်ကိုရလာခဲ့ရရှင်ရဲ့အသက်နဲ့ဒီနေတဲ့ဘဝကိုရခဲ့ပါတယ်အခုချိန်ကြီးလေကိုယ်စိတ်နဲ့ကိုယ်မဖြစ်နိုင်တဲ့ဘဝမှာမနေလို့တော့ပါဘူးMama, please don't tell me one in me.